ဒီထဲမှာကြည့်နေတဲ့လူတွေ Facebook သုံးပြီးတော့ပတ်စံကုန်ခံအချိန်ဖြုံးနေတဲ့လူတွေပါလာခင်ဗျာပါတဲ့လူတွေပြောင်းလဲဖို့အချိန်တန်ပါပြီ။ဘာလို့လဲဆိုရင်ကျွန်တော်မှာ Facebook တွေသုံးတဲ့အချိန်မှာဆိုရင်ပတ်စံတွေကုန်တယ်မဟုတ်လားအချိန်တွေဖြုံးပြီးတော့ခင်ဗျာရဲ့ဗီဒီယိုကြည့်ပြီးတော့ခင်ဗျာတွေကပတ်စံရနေတဲ့အချိန်မှာဟိုကဒီတိုင်းပဲရှိနေတယ်ဆိုရင်အလကားပဲလေခင်ဗျာဟာပတ်စံတွေပြန်ရနေတယ်ဆိုရင်ကိုလည်းပတ်စံပြန်ရအောင်လုပ်ရပါပြီခင်ဗျာ Facebook ကနေပတ်စံပြန်ရှာချင်တယ်ဆိုရင်အခုချိန်မှာအကောင်းဆုံးအချိန်ပဲဖြစ်တယ်ဆိုရင် Facebook ပတ်စံပြန်ကနေပေးတာလေဆိုရင်ကျွန်တော် content monetization ကနေပတ်စံပြန်ပေးပါလေပတ်စံပြန်ရဖို့အတွက်ကျွန်တော်ဘာလုပ်ရမှာလဲဆိုရင်နံပါတ်1တစ်ချက်ကိုပိုင် page ရှိဖို့လိုအပ်ပါတယ် page မထောင်တည်တဲ့လူတွေထောင်ပါကြဗျာနံပါတ်2တစ်ချက်ကတော့ကိုထောင်တဲ့ page မှာဘယ် line နဲ့တွားမလဲအာတာ line လားအစာတော့ပိုင်းမှာလားလပပိုင်းလားကြိုက်တဲ့ပိုင်းမှာရွေးစရာတွေအများရှိတယ်အဲ့ဒီ line ကို design မှတ်တွားပါအသုံးတစ်ချက်ကတော့လူအများသိအောင်တရုတ်အနည်းဆုံး video file တစ်ခုရေပုနှစ်ခုသုံးခုတင်ဖို့လိုအပ်ပါတယ်ကိုစလုပ်ချင်းဆိုရင်ပုံမှန်တင်ရင်ပို့ပြီးတော့မြန်ပေါက်စေတာပဲဖြစ်ပါတယ်ဒါမှ၄တစ်ချက်ကတော့သူတို့ရဲ့စီကံကိုလိုက်နာဖို့လိုအပ်တယ်ဆိုရင်သူတို့ရဲ့စီကံကဘာလဲဆိုရင်သူများရဲ့ video တွေကို copy ယူပြီးတော့ down ယူတာတွေပြီးရင်ပြန်တင်တာတွေဒါလုံးဝလက်မခံပါဘူးเนาะပြီးလိုက်မိတဲ့ music တွေကိုသုံးဖို့လိုအပ်တယ်ကိုပါတဲ့အရာတွေကိုမသုံးပါနဲ့YouTube ရဲ့ဗီဒီယိုမှာသူများရဲ့ logo တစိမ့်တွေတတ်ထားတဲ့အရာတွေကိုမသုံးရင်အကောင်းဆုံးဖြစ်ပါတယ်။နောက်ဆုံးတစ်ပတ်၄တစ်ချက်ကတော့သူဤထွက်နဲ့ပတ်သက်တဲ့ video file တွေဆဲတာတွေအရာတွေဆိုရင်မသိမ့်ပါနဲ့။အဲ့လိုသိမ့်မယ်ဆိုရင်လည်းလက်မခံပါဘူး။ဆိုတော့အခုကျွန်တော်ပြောတဲ့အချက်တွေကိုမိတ်ဆွေတို့လိုက်နာမယ်ဆိုရင် Facebook မှာ content monetization ပွင့်သွားပြီဆိုရင်မိတ်ဆွေတို့ဝင်ငွေရှာလို့ရပါပြီမိတ်ဆွေတို့ကသဆုံးတရားကျွန်တော်နဲ့ဆွေးနွေးချင်တယ်ဆိုရင်ပုံမဲ့ရေးပြီးတော့ဆွေးနွေးလို့ရပါတယ်ကျွန်တော်ညဝေပေးတဲ့ video file မိတ်ဆွေတို့အတွက်အကျိုးတစ်ခုခုရှိမှဆိုရင်မိတ်ဆွေတို့ကျွန်တော်ဟိုလည်း like and share လေးလုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ခုံးမွန်းနေပါခင်ဗျာ